တူယူပေးတူပေးတူရော တူကဒီမှာလေဦးနောက်မှာရောင်းနေဘယ်လောက်ကြာနေပြီ ဘာမှလည်းတူอ่ะ ဒီမှာလေတူ နင်းကတူဟဲ့တူလို့ငါပြောတာတူ အေးဒီမှာတူလေ ဟဲ့တူလေနင်းကတူ အေးဒီမှာတူလေကျွန်တော်ကတူမဟုတ်လို့ပါလေဦးရဲ့တူလေဒီမှာ တူတော့ငါပြောတာလေနင်းတူလို့ဆိုငါသိတယ်လေနင်းငါတူဆိုငါသိတယ်လေ အေးကတူဆိုဘာတူလဲ တူဆိုတာကနင်းကဒါကလောသားမဲ့တူဒါကလောသားမဲ့တူဒါငါဘယ်လိုတူတော့ပြောတူလေတူဘယ်လိုခေါ်လဲ အဲ့ဒါဦးရှင်းရှင်းလင်းပြော အဲ့မဲ့တူကတူလေနင်းကတူယူခဲ့တာ စားလဲတူပေါ့ size ကောက်စားမဲ့တူ တူလဲတူရှင်းရှင်းလင်းပြောစားလဲတူလားဒီကတူလားရှင်းရှင်းလင်းပြော ရပြီတက်နေ စားလဲတူလို့လဲစားလဲတူပေါ့ ညာညီတယ်တူယူခိုင်းတာတူဆိုတူပေါ့နောက်ညီနေတာဒါတူ အဲ့လိုပြောတာ ဒီတူလည်းမထားကလောစားရမှာနင်းနာဒီတဲ့ထက်ငါဘယ်လိုကလောစားလို့ရမှာလဲ စားလဲတူဆိုလဲစားလဲတူ နင်းမသဘောမပေါက်တာငါပြောတာကွာတူဒီလိုဒီတူကိုပြောတာဒီမှာတဲကြော်တို့ကောင်းကောင်းဝင်မပြောပြရအောင်ဒီလား high အစင်းမြင့်ဝါတူအဲ့တော့ချမ်းကဒီနေ့ကဒီလိုမျိုးလေးစော်ကားကျင်တာလေပေါ့နော်ဒီမှာအမြဲတမ်းအိမ်မှာအဲတဲ့ဒီလိုင်းအမြဲတမ်းဆောင်ထားတဲ့ high အစင်းမြင့်ဝါတူနဲ့ဝဝကွယ်စော်ကားနဲ့အဲ့လိုနော် အမြင့်ကျွန်းစားကြည့်လေဒီမှာ ကြော်ရပြီနှက်စားလို့ရပြီမလို့ဖြစ်နေတာလို့ဖြစ်နေတာငါတော့မမြည်ရသေး လိုက်စားနေလေ ငါတော့မမြည်ရသေးငါမြည်မှသာပေါ့ ရပြီလား ဒါကြီးသားဒီနေ့တောက်ကောင်းနေပြီလားโอ้အမြင်ငါမျက်လုံးနဲ့ထိုးထဲအောင်မယ်မင်းတူတယ်ตามလားကောင်းတယ်တဲ့တယ်သူကရှယ်ပဲတိလားရမ်းမရဟုတ်ကဲ့ကောင်းတယ်မလဲတဲ့ကိုယ်မှာခါကျမမားတို့ခောက်သွဲတို့ခပ်ပေါ်တို့မျိုးမျိုးလောက်တာကြင်ရတယ်အဲ့တဲ့တွေပိုင်လာလာပြီးကိုယ်ကိုယ်တိုင်စားရပါဖြစ်ဖြစ်လေချန်တို့ကူမှာပြအရင်ကောင်းတယ်ဟိုင်းအစင်းမြင့်ဝါတူ၃မျိုးစီတယ်တဲ့ရဲ့ကိုယ်မှာဝယ်ဆောင်တာဆိုင်တွက်တွေဆိုနေအရင်ကောင်းတယ်နည်းနည်းနိုင်ကွယ်ရှုံနေတာပဲ သူကမခက်ရဘူးမှာခက်ကောင်းလိုက်တာဘယ်တော့ရတော့တက်တယ်သူလေးရမ်းကန်လို့ကောင်းတယ်အဲ့တော့ဒီလိုအထုပ်ဝယ်ရပြီးတော့ကိုယ်မှာသားဆိုအဲ့တဲ့ဒီပိုင်းလာကွာတချို့အဲ့တဲ့တွေကကြတော့ဟုတ်ကွာသူတွေပိုင်းတောင်းတယ်အဲ့ဒါပြေးဝယ်ကြလို့တော့ဒီလားကိုယ်မှာကိုစောင်းထားရမှာပြောပြပေးမယ်နော်နောက်ပြီးခဏလေးနာတဲ့အဲ့ဒါကိုယ့်ရဲ့အသေးချို့တွေအိမ်မှာပေါ့ဟိုစားတော့ဆိုင်ဖွင့်လာတာပဲဖြစ်ဖြစ်အဲ့တဲ့ဒီခဏလာတာပဲဖြစ်ဖြစ်အဲ့တော့ဒီလိုအခုပေါ့ကျွန်တော်ကူဝယ်သုံးနေတယ် high အစင်းမြင့်ဝါတူကိုဝယ်ဒီလားတပတ်ကင်းလို့အများကြီးခဏလေးနော်ยังก่อนsao con này tu lý cao lại cả các bạn này đi tu hai sinh nhiên hóa đủ à thế ai đâu cũng chẳng nói đi mà đi hai sinh nhiên hóa đủ à quá à năm nhiêu bộ năm sáu bộ à tu về bộ mà cái ta năm nhiêu năm sáu này rồi mấy con thầu mà thế đã ai đi cái sao liền nó mà change về mày thế lối tới sao lại không mày sao chưa Rất ngon nè. Sao rồi? Sao ai trái rồi? Có không?
ရန်စားကတော့ဆိုင်ရမိတ်ဆွေဒီမှာကွာစားသုံးပိုင်းဖွင့်လာတာရှိတယ်ကိုယ့်ရဲ့အိမ်မှာအမြဲတမ်းဒီလိုတူတွေကိုတုံးတယ်အဲ့တဲ့လာလာပဲဖြစ်ကိုတိုင်းပဲဖြစ်ပေါ့အဲ့တော့ချန်တို့ကူထောင်လာတယ်ကွာဟိုင်းအစင်းမြင့်ဝါတူကြောင်လေးချန်ရှင်းပြပေးမယ်တဲ့နော်ခဏလေးတဲ့နော်ညောင်းကောင်းတော့ဝယ်နားထောင်ပါပြီပြီလားကိုယ့်ရဲ့တဲကြော်တွေဝယ်သုံးလို့ရတာပေါ့စိုင်တွက်ပဲဖြစ်ဖြစ်အိမ်တွက်ပဲဖြစ်ဖြစ်လေအရန်စင်ပြေတဲ့ကြောင်ကြီးပေါ့ကဲကိုယ့်ရဲ့တဲကြော်ကြီးအဲ့တော့တူအားတူပဲပေါ့နော်အဲ့တော့ဘာဖြစ်လို့နှစ်မျိုးထွက်တာလဲဘာဖြစ်လို့အဲ့လိုထူးထူးဆန်းဆန်းနှစ်မျိုးဖြစ်နေတာလဲတို့မင်းချမ်းပြောပြပေးမယ်ဒါကြတော့တဲ့အပြာရောင်ဒါကြအနီရောင်ပေါ့အခုချမ်းတို့တူနှစ်ယောက်သားနေရကြတော့အပြာရောင်ပေါ့သူကတူသေးသေးလေးပေါ့တချို့ကကြတော့ကွာတူသေးသေးလေးနဲ့ပုတ်ပုတ်ပပလေးကန်ရတာကြိုက်တယ်လေဒါကြတော့တူအသေးလေးပေါ့ဘာမှတော့မဟုတ်ဘူးဆိုပေမဲ့သူကအရန်ကိုဒီလိုမမာတို့ဘာတို့ကိုစားသုံးတဲ့ချိန်မှာသေးသေးလေးနဲ့ပုတ်ပုတ်ပပတော်လက်လက်လေးပေါ့အမြင်ဆုံးလေးပေါ့ကွယ်ဘာမှတော့မဟုတ်ဒါတော့ high အစင်မြင့်ဝါတူအဲ့ကြောင့်သူကအသေးလေးပေါ့ကွယ်အသေးလေးဆိုသေးလေးတော့မဟုတ်ပေါ့ကွယ်အရန်စင်ပြေတာပေါ့မဒီအရွယ်သားလေးပေါ့တဲ့ဒါချမ်းတို့စားတာတော့ဒီအပြာရောင်လေးပေါ့ကဲဒါကကြတော့အနီရောင်လေးပေါ့နော်အနီရောင်နဲ့အပြာရောင်နဲ့ဘာကွာတာလဲလို့မေးတဲ့ချိန်ကျရင်ပေါ့ကွာအနီရောင်ကကြတော့လေ तू ကဝါသားရဲ့အနှစ်သားအောင်လုပ်ထားတာပေါ့နော်အဲ့လိုချောလေးနဲ့ပြုံပြောင်လေးလုပ်ထားတာကွာပြီးသွားပြီးဆိုရင်တော့အဲ့လိုတူတွေပါတွေကိုကင်လိုက်တဲ့ချိန်မှာပေါ့တချို့တွေတော့အမြင့်လေးတွေပါလေစားလိုက်ဒီရှာလေးရှာသွားတာနှစ်ခါလေးရှာသွားကိုအမြင့်မတော်ဇွီးဆိုပြီးအဲ့လိုဖဲချလိုက်တော့အမြင့်လေးတွေပါကြတယ် तू ကလုံးဝအဲ့လိုမျိုးမပါသွားပဲနဲ့လုံးဝအတန့်ကွာအပြောင်တော့တိလားအဲ့တော့ဘယ်လိုပြောမလဲဒီတိုင်းကွာဟိုကိုကဒီစားတော့တချို့စားတော့ဆိုင်နေနဲ့မြင့်နဲ့စားတော့ဆိုင်နေပါကြီးအတွက်ဆိုရင်လည်းအရန်ကိုအဆင်ပြေတယ်နည်းနည်းကိုရဲ့အိမ်နေမှာပေါ့ကွာအကောင့်ပြောချင်တာကွာဟိုမယုံမသိဘူးအကောင့်အရန်ကြက်တဲ့သူတွေအတော့ပေါ့ကွာအကောင့်အရန်ကြက်တဲ့ဆိုင်တွေတော့အကောင့်စားအရန်ကြက်တဲ့အိမ်ရှင်မတွေတော့အကောင့်စားအရန်ကြက်တဲ့သူတွေအတော့ပေါ့ကွာဒါဆိုဒီတူကကြတော့ဒါဆိုအနှစ်ဝါရဲ့အနှစ်သားယူပဲလောက်ထားဖြစ်တယ်ဖြစ်တော့ကြိုင်တဲ့ချိန်မှာ तू ကချောလေးနဲ့အမွှေးအမိုက်ပြီးတော့အမှုံလေးပေါ့ဒီဝါမှာပါတဲ့အမှုံလေးတွေပေါ့လုံးဝမပါဘဲနဲ့ပြောင်းလျှောပေါ့နော်အဲ့ဒါဟဲ့ပြပြပြတဲ့ငါတော့ငါမစားတော့ဒီမဲစားရဦးကပြောတော့ပြီးမှပြီးလဲဟာပြီးတော့မှခဏစားပါဖြစ်တယ်ဒီမှာတိတက်လို့ပြောပြလို့ရပါတို့တို့ဝယ်လို့ရဆိုငါရှင်းပြနေတာအဲ့ဒါဦးပြောမှစားမယ်လို့ဒီငါရွက်တိုက်ပြန်စားလိုက်တဲ့ကောကွာဟိုမင်းတော့အကွေးတဲ့ခဏဒီမှာအခုအနီရောင်နဲ့အပြာရောင်နဲ့အားလေးကွာလာတယ်ဘာမှတော့မကွာဘူးပဲတူပဲပေါ့နော်ဒီအနီရောင်ကကြတော့လေဝါသားအနှစ်နဲ့ကွာလုံးဝပြောင်းလျှောပေါ့တဲ့အမှုံအတလိုက်ဒါကလည်းအမှုံတလိုက်ပါမယ်ပါတယ်လို့ပြောတော့မဟုတ် तू ကဝါအနှစ်တယ်ပဲဒါပေမဲ့ तू ကနည်းနည်းဒီလိုအလုံးလေးသေးသွားတာပေါ့အနှစ်တယ်ပဲလောက်ထားတာပေါ့နော်သေးသွားတာနဲ့ကြီးသွားတာနဲ့ကွာသွားတယ်ကွာဝါရဲ့အတန်ကဒီတူရဲ့အတန်ကြီးတာနဲ့သေးတာလေးနဲ့နည်းနည်းကွာသွားတယ်လောက်ထားတာတော့ဝါအနှစ်တယ်ပဲထုတ်လို့ထားခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့အသေးကြော်တွေကကိုယ့်ရဲ့စားတောက်ဆိုင်တွေကိုယ့်ရဲ့အိမ်ကြီးအတွက်ကိုလိုအပ်တယ်ဆိုရင်တော့ high အစင်းမြင့်ဝါတူကိုမှတ်သုံးတယ်နော်ဒါတကယ်ဆိုရင်အကြာကြီးသုံးရတယ်ပေါ့နော်လုံးဝမှုတ်တက်ခြင်းလုံးဝမရှိဖြောင်ချောတန့်စင်ပြီးတော့ဝါနှစ်တွေနဲ့ထုတ်လုပ်ထားတာကြောင့်တဲ့အစင်းမြင့်ဝါတူပဲဖြစ်ပါရဲ့ပေါ့နော်အဲ့ဒါကြောင့်တူဝေလာရဲ့လို့ဝါအမြင့်သားလေးတွေပါတာတို့အမှုန်တွေပါတာတို့ခဏမှုတွေတက်ပြီးပြတ်ထုတ်ရတာတို့အဲ့လိုနဲ့အစင်မပြေဘူးဆိုရင်တော့အရန်ထားခန့်ခြင်းနဲ့တတ်ရှင်းခြင်းနဲ့ပြောင်းချောလေးနဲ့အမိုက်စာမှာစိုင်တော့ပဲဖြစ်အိမ်တော့ပဲလိုချင်တယ်ဆိုရင်တော့ကဲအခုချမ်းတို့အခုပြောပြပေးနေတယ်အဲ့တော့ high အစင်းမြင့်ဝါတူကိုသာမှားလိုက်တော့လို့ချမ်းတရားတွေပြောပြချင်တယ်ပေါ့နော်ကဲကွန်မန့်ကလည်းမှားလို့ရတယ်ဖုန်းနံပါတ်ကလည်းဆက်သွယ်လို့ရတယ်ပေါ့နော်ဖုန်းနံပါတ်ကြတော့ကွန်မန့်မှာပြင်ထားပေးမယ်နော်โอเคတဲ့စားလိုက်အောင်မယ်အရင်စားလို့ကောင်းဘူးနော်အရင်တက်တယ်ဒါတော့ချမ်းကကိုယ့်ရဲ့အသေးကြော်တွေမျှဝေပြီးချင်းဖြစ်တာပေါ့နော်ဒါလေးအရင်စားတော့